Stella Gamer ဖြစ်ပါတယ်ဒီနေ့ဘာလို့ပြရမှာလဲဆိုရှင်တော့scale ရဲ့အသပင်အယောင်ဆက်ဆန်းလေးလုံကြီးကိုပြရမှာဖြစ်ပါတယ်အဲ့တော့လာကြည့်ပေးဖို့ပြောချင်ပါတယ်ပထမဆုံးဘာလို့ရမလဲဆိုရှင်တော့ဘိုင်းဟုံရောက်ကြနဲ့ဘိုင်းတွင်ပြောင်းလိုက်ပါမယ်ဘိုင်းတွင်ပြောင်းပြီးတော့ scale ကိုတွားပြီးဟိုးဟန်းလိုက်တာဘုံနှိမ့်လိုက်ပါနော်ပူပါနှိမ့်ပြီးတော့ရှင်တော့ scale ကိုလည်းထုတ်ပြီးတော့ scale ကိုပဲဟိုးဟန်းလိုက်တာဒီမှာရှင်တော့ဒီလိုက်ပါနော် scale ကကိုဘွား scale ကိုတွားပြီးစကားပြောရပါမယ်ကျူစကားပြောပွားလို့ရှိရင်တော့သူ့ကိုမျက်လုံးအယောင်ပြောင်းပြရမှာပဲဒီချမ်းမှာတော့ကိုကြောက်ရဲ့ကာလာပြောင်းပြီးလို့ရပါတယ်ဘယ်လိုကာလာလေးပြောင်းပြီးလှအပြရောင်လေးပြောင်းပြီးလိုက်တယ်ပေါ့နော်ကျဲလာတော့အပြရောင်လေးပြောင်းပြီးလိုက်ပြီဆိုရှင်တော့ဘာလို့ရမလဲဆိုရှင်သူ့ပေါ့နော်အင်ကြီးလေးပြရပါမယ်ဘာအင်ကြီးလေးဆိုရှင်တော့ရင်းကြီးလေးလေးပြလိုက်ပါဘာလို့ရှိရင်တော့ဒီပေါ့နော် prof တဲမှာကိုအယောင်ပေါ့နော်ကိုခဏကိုကြိုက်ရဲ့အယောင်လေးပြောင်းပြရပါမယ်ဒီအယောင်လေးပြောင်းပြရပါမယ်အခါကျရင်တော့သူ့စပင်ကလူဖြစ်သွားအခါကျရင်သူ့ကို hair color ပြောင်းပြရပါမယ်အခါကျရင်ကိုကြိုက်ရဲ့ hair color ပြောင်းပြီးပေါ့နော်ဆရာတော့အဝါလေးကြိုက်လို့အဲ့ဖြူကြီးဖြစ်သွားတယ်ကဲအဲ့တော့ဒီမှာအဖြူလေးဖြစ်သွားပါပြီပြီးရင်သူ့ကို carry လိုက်ပါပြီးရင်တော့ blind တွင်ပြောင်းလိုက်ပေါ့နော် blind တွင်ပြောင်းပြီးတော့သူတို့ပြန်ပြီး carry လိုက်ပါပြီးလို့ရှိရင်တော့ gear တွင်ပြန်ပြောင်းပြီးတော့သူ့ကိုခဏချထားလိုက်ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ရေကိုဒီပေါ့နော် wedding dress ကိုပဲပြန်လေးပြရပါမယ်အခါကျရင်တော့ဒီပေါ့နော် hair tie ကြီးကလှလှလေးဖြစ်သွားပါပြီတခြားအင်ကြီးလေးလဲကျင်လဲလို့ရပါတယ်ဒီပေါ့နော်အစမ်းလေးပါ spin ရောင်ဆန်းဆန်းလေးဘယ်လိုလုပ်ကလဲဆိုတာကိုဒီနေ့တော့ပြပြလိုက်ကြရဖြစ်ပါတယ်အားလုံးဒီနေ့ဗီဒီယိုလေးရတော့လောက်ပဲပေါ့နော်ဒီအယောင်ကြီးမကျင်တဲ့သေးဘူးဆိုရှင်လည်းနောက်ထပ်အယောင်ကြီးထပ်ပြောင်းလို့ရပါသေးရဲ့ကဲနောက်ထပ်အယောင်ကြီးထပ်ပြောင်းမယ်ဆိုရှင်တော့အစကနေပြန်ပြီးတော့စပြီးတော့လောက်ကမှဖြစ်တဲ့အတွက်အရန်ရှည်လို့နောက်ထပ်အယောင်မျိုးထပ်မပြောင်းကြတော့ဘူးပေါ့နော်ကဲဒီနည်းလမ်းလေးအတိုင်းပဲကြိုက်တဲ့အယောင်ကြီးပြောင်းကျင်နေဆိုရှင်လည်းပြောင်းလို့ရပါတယ်ကျအဖြူမကြိုက်ဘူးပေါ့နော်အဖြူကမကြိုက်ပါဘူးကဲအဝါလေးကြိုက်တာအဝါလေးပြောင်းမလို့ဒီဗီဒီယိုလေးကလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် bye